ဒီနေ့မှာတော့ကိုဘုံနဲ့သူ့ရဲ့ညီတို့ကဟိမဝနာမှာရှိတဲ့ဘလူးမနဲ့ရင်ဆိုင်ပြီးတော့ဘလူးမရဲ့လှည့်စားမှုကိုကြုံတော့ကထွက်ပြေးခဲ့ကြတာတွေငှက်ကလေးကိုကယ်တင်ပြီးတော့မြို့တော်တစ်ခုကမင်းသမီးနဲ့ကိုဘုံချစ်ကြိုက်ကလက်ထပ်ခဲ့တာတွေမင်းကြီးရဲ့မှော်ထောင်ကျောက်ကိုကျော်လွှားပြီးတော့ဘာယာနတီပြည်ကိုထွက်ပြေးခဲ့ပြီးတော့ကိုဘုတ်ကမိသားစုနဲ့အတူပျော်ရွှင်စွာအုပ်စိုးခဲ့တဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးမှာဖြစ်ပါတယ်။အဆင့်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Story by Hand ဆိုတဲ့ channel လေးကနေကြိုဆိုလိုက်ပါရှင်။ဟိုးရှိတုန်းကထူးဆန်းတဲ့နေမြေတစ်ခုမှာကိုဘုံနဲ့သူ့ရဲ့ညီတို့ဟာဟိမဝနာတောင်တန်းများရဲ့အနရေကိုဖြတ်ကျော်ပြီးတော့ခရီးထွက်ခဲ့ကြပါတယ်။အဲ့ဒီခရီးဟာစိတ်လှုပ်ရှားဖွယ်ရာတွေစိုးစားခန်းတွေနဲ့ထိလက်နေခဲ့တာပေါ့။ဒီနေ့မှာတော့သူတို့ဟာကျေပြန့်တဲ့ပန်းကင်းတစ်ခုရဲ့အနားကိုရောက်ရှိလာပြီးတော့အနီးအနားမှာရှိတဲ့ပုံဝန်းကျင်ကိုစူးစမ်းရင်းနဲ့ခဏရပ်နာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကအဲ့ဒီနေရာမှာဘလူးမကြီးတူနေထိုင်လျက်ရှိပါတယ်။ဘလူးမကလူငယ်နှစ်ဦးကိုမြင်တဲ့အခါချက်ချင်းချစ်ခင်ဆွဲလန်းသွားပြီးတော့သူတို့နှစ်ဦးထဲကတဦးကိုခင်မွန်းအဖြစ်ရှာယူလိုခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဘလူးအသွေးနဲ့ထိတ်လန့်စေမာကိုစိုးရိမ်တဲ့အတွက်ချုံမော်လှတဲ့အပြိုနုတယောက်ရဲ့အသွင်ကိုပြောင်းလဲကငိုယိုဟန်နဲ့တောအလေကနေလမ်းလျှောက်လာခဲ့ပါတယ်။ကိုပုံနဲ့သူ့ညီတို့ဟာဘလူးမကိုမြင်တဲ့အခါတနာသွားကြပြီးတော့သူမကိုမေးမြန်းခဲ့ကြပါတယ်။သူမဟာမင်းသမီးတူဖြစ်ပြီးတော့ဖခင်နဲ့ကွဲကွာသွားခဲ့တယ်လို့ဘလူးမကလိန်ညာပြောဆိုကကိုဗုဒ္ဓညီအကိုကိုမြို့တို့ပြန်ပို့ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ကိုဗုဒ္ဓညီအကိုကလည်းသူမကိုယုံကြည်ပြီးတော့ချက်ချင်းပြန်ပို့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လမ်းတစ်လျှောက်မှာဘလူးမကမော်အတက်ကိုအသုံးပြုပြီးတော့ကိုဗုဒ္ဓညီအကိုနှစ်ယောက်ရဲ့အာယုံကိုဖန်ဆာခဲ့ပါတယ်။သူမရဲ့ဂူကလူအုပ်တွေနဲ့ပြည့်နှက်နေတဲ့မြို့ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီးတော့ကိုဗုဒ္ဓကိုရဲတိုက်တစ်ခုကိုခေါ်ဆောင်ကအနားယူဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ညနေခင်းနှောင်းပိုင်းဖြစ်နေတာမို့ကိုဗုဒ္ဓညီအကိုကလည်းသဘောတူပြီးတော့အိတ်ဆက်ခဲ့ကြပါတယ်။ဒါပေမဲ့ညရောက်တဲ့အခါဘလူးမကကိုဗုဒ္ဓတတိမထားမိခင်မှာပဲနှောက်ယှက်ခဲ့ပါတယ်။အိတ်မပျော်တဲ့ကိုဗုဒ္ဓကနိုးထလာပြီးတော့ဘလူးမဟာသူတို့အိတ်ရာကြားမှာအိတ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။သူမရဲ့ပါဇက်ကအနက်ဆိုးထွက်နေတာကိုတတိပြုမိပြီးတော့သူမကဘလူးမတူဖြစ်ကြောင်းချက်ချင်းပဲသိလိုက်ရပါတယ်။ကိုဗုဒ္ဓကသူ့ရဲ့ညီကိုနှိုးပြီးတော့အလျင်အမြန်ပဲထွက်ပြေးခဲ့ကြပါတယ်။ဘလူးမနိုးလာတဲ့အခါမှာတော့ကိုဗုဒ္ဓပျောက်ဆုံးနေတာကိုတွေ့ရှိပြီးတော့ဒေါသထွက်ကဘလူးအသွေးတို့ပြန်ပြောင်းလဲပြီးကိုဗုဒ္ဓကိုလိုက်လံရှာဖွေခဲ့ပါတယ်။အမောင်တူကြောင့်လူငယ်နှစ်ဦးဟာလည်းဝေးဝေးကိုမရောက်နိုင်ခဲ့ကြဘူးပေါ့။ဘလူးမကကိုဗုဒ္ဓကိုဖမ်းဆီးဖို့စ조사ခဲ့ပေမဲ့လည်းကိုဘုံနဲ့သူ့ညီတို့ဟာအားကုန်တိုက်ခိုက်ပြီးသူမကိုချီနှောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဘလူးမကလည်းအသက်ချမ်းသာပေးဖို့တောင်းပန်ပြီးတော့ပြောခဲ့ပါတယ်။ကိုဘုတ်ရဲ့တနာဂယုနာကြောင့်သူမကိုလွတ်ပေးခဲ့ပြီးတော့ဘလူးမကိုမကောင်းမှုတွေမပြုလုပ်ဖို့ဂတိပြုကထွက်ခွာသွားစေခဲ့ပါတယ်။ခရီးဆက်ရင်းနဲ့ကိုဗုဒ္ဓဟာဇက်ကဘာတစ်ခုအနီးမှာအနားယူခဲ့ကြပါတယ်။အဲ့ဒီအခါဇီးကွက်ကြီးတစ်ကောင်ကငှက်ကလေးတစ်ကောင်ကိုလိုက်ပန်းနေတာတွေ့မြင်ခဲ့ရပါတယ်။ငှက်ကလေးကကိုဗုဒ္ဓကိုအကူအညီတောင်းခဲ့ပြီးတော့ကိုဘုံနဲ့သူ့ရဲ့ညီတို့ကဇီးကွက်ကိုမောင်းထုတ်ကငှက်ကလေးကိုကယ်တင်နိုင်ခဲ့ပါတယ်။ငှက်ကလေးကကျေးဇူးတင်ပြီးတော့ကိုဘုံနဲ့အတူလိုက်ခဲ့ရန်တောင်းဆိုခဲ့ပါတယ်။ကိုဗုဒ္ဓကလည်းငှက်ကလေးကိုချစ်ခင်စွာနဲ့လက်ခံခဲ့ကြပါတယ်။ဒီလိုနဲ့ခရီးဆက်လာရင်ကိုဗုဒ္ဓဟာထောလဝီရဲ့မင်းကြီးအုပ်ဆိုတဲ့နန်းမြို့ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနန်းမြို့မှာမင်းသမီးရဲ့ဥယျာဉ်တစ်ခုရှိပြီးတော့ကိုဘုံနဲ့သူ့ရဲ့ညီတို့ဟာအဲ့ဒီဥယျာဉ်မှာနေထိုင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဥယျာဉ်ဆောင်အဖိုးအိုနဲ့အဖွားအိုတို့ဟာကိုဗုဒ္ဓကိုတွေ့တဲ့အခါမှာတော့မင်းသမီးရဲ့အလှအပအကြောင်းဖော်ပြခဲ့ကြပါတယ်။အဲ့ဒီစကားကိုကြားရတဲ့အခါကိုဘုတ်ကသူမကိုညင်ဖူးလို့စိတ်ဖြစ်ပေါ်လာပြီးတော့ဥယျာဉ်မှာပဲနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကိုဗုတ်ဟာငှက်ကလေးကနေတဆင့်မင်းသမီးစီကိုအချစ်တမွန်တော်တွေလျှို့ဝှက်ပေးဖို့ကသူမနဲ့ရင်းနှီးဖို့စူးစမ်းခဲ့ပါတယ်။မကြာမီချိန်မှာပဲသူတို့နှစ်ဦးဟာဆွဲလန်းချစ်ကြိုက်သွားပြီးတော့လျှို့ဝှက်စွာပဲလက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့မင်းသမီးရဲ့ဖခင်မင်းကြီးကတမီးရဲ့လျှို့ဝှက်ဆက်ဆံရေးကို
တန်တရားရှိလာပြီးတော့စုံစမ်းဖို့အတွက်အစီခံတဦးကိုတာဝန်ပေးခဲ့ပါတယ်။မင်းကြီးကမော်ဆရာတဦးကိုအိယာတစ်ခုမှာမော်အတက်ထည့်သွင်းရန်အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီဆရာဟာယောက်ျားတဦးတက်လာပါကစီတီးပြီးတော့ကျိုးတွေနဲ့အလိုလျောက်ခံစီသွားမှာဖြစ်ပါတယ်။အဲ့ဒီညမှာကိုပုတ်ကမင်းသမီးစီကိုလျှို့ဝှက်စွာနဲ့ဝင်ရောက်ခဲ့ပြီးတော့သူတို့နှစ်ဦးဟာမော်အိယာပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ကျိုးတွေထွက်လာပြီးတော့ကိုပုတ်ကိုချီနှောင်ခဲ့ပေမဲ့ကိုပုတ်ကသူ့ရဲ့လက်နက်နဲ့ထက်ထုတ်နိုင်ခဲ့ပါတယ်။ကျိုးများဟာလေစပိန်လဲအဖြစ်သို့ပြောင်းလဲသွားပြီးတော့နောက်ဆုံးမှာဖျက်ဆီးနိုင်ခဲ့ပါတယ်။မော်ဆရာနဲ့စစ်တီတွေရောက်ရှိလာတဲ့အခါစပိန်လဲကနဂါအဖြစ်ကိုပြောင်းလဲသွားပြီးတော့စစ်တီတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ကိုပုတ်နဲ့မင်းသမီးတို့နိုးထလာတဲ့အခါမော်ဆရာကအမှန်တရားကိုဝန်ခံခဲ့ပါတယ်။ကိုပုတ်ဟာသူ့ကိုလှုပ်ပြီးလိုက်ပြီးတော့မင်းသမီးကိုဘာယာနတီပြည်စီကိုခေါ်ဆောင်သွားရန်ဆုံးဖြတ်ခဲ့ပါတယ်။ကိုပုတ်နဲ့မင်းသမီးတို့ဟာညီဖြစ်သူနဲ့ငှက်ကလေးတို့စီပြန်လည်ရောက်ရှိလာပြီးတော့ဘာယာနတီပြည်စီကိုခရီးဆက်ခဲ့ကြပါတယ်။မင်းကြီးကသမီးပျောက်ဆုံးသွားကြောင်းသိရှိပြီးဒေါသထွက်ခဲ့ပေမဲ့လည်းမော်ဆရာကမင်းကြီးကိုဖြေသိက်ကမင်းသမီးကမကြခင်ပြန်လာလိမ့်မယ်လို့အာမခံခဲ့ပါတယ်။ဘာယာနတီပြည်မှာတော့မင်းကြီးပြန်မတတ်နဲ့မိဖုရားဘရုံမာဒေဝီတို့ကကိုပုတ်တို့ကိုပျော်ရွှင်စွာနဲ့ကြိုးဆိုခဲ့ကြပါတယ်။ကိုပုတ်ကလည်းခေါ်ယူလာတဲ့မင်းသမီးနဲ့ဘာယာနတီပြည်ကမင်းသမီးစတဲ့မင်းသမီးတစ်ယောက်ကိုလက်ထပ်ခဲ့ပြီးတော့ဘာယာနတီမြို့ကိုအုပ်စိုးရန်ကဲလက်ခံရပေမဲ့လည်းညင်းပယ်ခဲ့ကသူ့ရဲ့ညီကိုပဲမင်းဆက်အဖြစ်ပေးအပ်ရန်အကြံပြုခဲ့ပါတယ်။ကိုပုတ်ကဖခင်ဖြစ်သူနေမင်းကြီးထံအကူအညီတောင်းကပရကန်တောင်းလို့ခေါ်တဲ့မြို့တစ်ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစားပြီးကိုပုတ်ဟာမင်းသမီးနှစ်ပါးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာယာနတီပြည်ကမင်းသမီးနဲ့လက်ထပ်ပြီးနောက်မှာတော့ကိုပုတ်ဟာသူမကိုပုံမူပြီးတော့ဆွဲလန်းလာခဲ့ပါတယ်။ကြံရှိတဲ့မင်းသမီးတစ်ပါးကလည်းစိတ်ဆိုးပြီးတော့အစေခံမိန်းမရဲ့အကြံပြုချက်အရမော်ဆရာတဦးထံမှမော်အတက်ကင်ညာနဲ့ကိုပုတ်ကိုသူ့ကိုပြန်လဲဆွဲမှတ်စေရန်ကြံစည်ခဲ့ပါတယ်။မော်အတက်ဟာအောင်မြင်ခဲ့ပြီးတော့ကိုပုတ်ကသူ့ကိုဆွဲလန်းကဘာယာနတီပြည်ကမင်းသမီးကိုမုန်းတီးသွားခဲ့ပါတယ်။ဘာယာနတီပြည်ကမင်းသမီးဟာမော်အတက်ကိုရှာဖွေတွေ့ရှိပြီးတော့ကိုပုတ်ထံကိုတတိပေးရန်စူးစမ်းခဲ့ပေမဲ့လည်းကိုပုတ်ကသူမကိုမောင်းထုတ်ခဲ့ပါတယ်။မော်အတက်ရဲ့တက်ရောက်မှုကြောင့်ကိုပုတ်ကတဖြည်းဖြည်းနဲ့အားနည်းလာခဲ့ပါတယ်။ဘာယာနတီပြည်ကမင်းသမီးဟာကိုပုတ်ရဲ့ညီကိုအကူအညီတောင်းခဲ့ပြီးတော့မော်အတက်ကိုဖယ်ရှားကကိုပုတ်ကိုပုံမှန်အတိုင်းပြန်လည်ဖြစ်စေခဲ့ပါတယ်။အမှန်တရားကိုသိရှိတဲ့အခါမှာတော့ကိုပုတ်ကသူ့ရဲ့ဇနီးဖြစ်သူဘာယာနတီပြည်ကမင်းသမီးကိုမြို့မှနှင်ထုတ်ခဲ့ပါတယ်။နှင်ထုတ်ခံရတဲ့ဘာယာနတီပြည်ကမင်းသမီးဟာတောအုပ်ထဲသို့ထွက်ခွာသွားပြီးတော့ချင်းသည့်စုံတွေရဲ့ကုညီဆောက်ရှောက်မှုကိုရရှိခဲ့ပါတယ်။သူမဟာကိုပုတ်ရဲ့သားတူကိုမွေးဖွားခဲ့ပြီးတော့ချင်းသည့်တွေကိုကိုပုတ်ထံပြန်ခေါ်ဆောင်ရန်တောင်းဆိုပေးခဲ့ကြပါတယ်။ကိုပုတ်ကဘာယာနတီပြည်ကမင်းသမီးနဲ့သူတို့ရဲ့သားအမှန်သူရိယကိုခွင့်လွှတ်ပြီးတော့ပြန်လည်လက်ခံခဲ့ပါတယ်။တစ်ဖက်မှာလည်းမင်းသမီးတစ်ပါးကသားမဏိသူရိယံကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစားပြီးကိုပုတ်ဟာညီဖုရားနှစ်ပါးသားတော်နှစ်ပါးနဲ့အတူပရကန်တောင်မြို့မှာပျော်ရွှင်စွာနဲ့အုပ်စိုးခဲ့ပါတော့တယ်။ဒီဇလလေးဟာဂယုနာခရစ်လိုမှုနဲ့ပြန်လည်ပေါင်းစည်းမှုရဲ့သင်ခန်းစာတွေနဲ့ပြည့်ထက်နေခဲ့ပါတော့တယ်။ဒီလိုဇလန်းမျိုးတွေကိုစိတ်ညစ်တတ်တဲ့ဘဝအမောတွေပြည့်စည်ရဲဆိုရင်ကျမတို့ကိုအားပေးဖို့ like subscribe နဲ့ share လုပ်ပြီးတော့အားပေးလို့ရပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြမယ်နော်။အဆုံးထိနားထောင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်